ပြီးခဲ့တဲ့ညကကစားခဲ့တဲ့ပွဲစဉ်မှာ Brentford တင်းကအာဆင်နယ်တင်းကို 1-1 နဲ့တည်ကစားနိုင်ခဲ့တာကြောင့်ဇယားထိပ်ကအာဆင်နယ်ရဲ့အမှတ်ဖြတ်ထားနိုင်မှုဟာ4မှတ်ပဲကျန်ပါတော့တယ်။အာဒီတာရဲ့အသင်းကဘော်ဒဖူးနေ့ကဖူဝမ်အသင်းကို3ဂိုးမရှိနဲ့နိုင်ခဲ့တဲ့မန်စီးတီးကို6မှတ်ဖြတ်နိုင်မှုကြိုးစားခဲ့ပေမဲ့သူတို့ရဲ့အကောင်းဆုံးပုံစံကိုရှာမတွေ့ခဲ့ပါဘူး။ဒီကနောက်ခံလူဆယ်လီဘာဖျားနာနေလို့မပါဝင်နိုင်တဲ့အချိန်မှာအာဆင်နယ်ဟာတီယာဂိုရဲ့ခေါင်းတိုက်ချက်ကိုကိုသမားဒေးဗစ်ယာကလက်စွမ်းပြကာကွယ်ခဲ့လို့သာပထမပိုင်းမှာဂိုးမပေးခဲ့ရတာပါ။မင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားခြင်းသူများအတွက်ဘော်ဒီဘက်လာပါပြီ။ဒုတိယပိုင်းပြန်အစမှာအဇီးရဲ့နေရာမှာအိုဒီကဝင်လာပြီးအာဆင်နယ်တို့ကစားပုံတက်လာခဲ့ပြီးမိနစ်60ကျော်မှာမက်ဒိုအကီကအာဆင်နယ်အသင်းအတွက်ဥဆောင်ဂိုးကိုခေါင်းတိုက်သွင်းယူပေးခဲ့ပေမဲ့10မိနစ်ကြာမှာပဲကိန်းလူးဝစ်ပေါ်တာကခေါင်းတိုက်ပြီးတော့ချီပါဂိုးကိုပြန်သွင်းသွားခဲ့တာပါဝက်ပီကန်နီမှာအီဂယ်တီယာကိုနဲ့ဂါဘရီယယ်မာတင်နယ်လီတို့ဂိုးရဖို့နီးစပ်ခဲ့ကြပေမဲ့နောက်ဆုံးမှာတော့တမက်စီနေပဲကျင်းနေခဲ့ရပါတယ်တကယ်တော့အာဆင်နယ်ဟာတရားဒီမှာပထမဦးဆုံးသောဂိုးပေါက်တဲ့ကန်ချက်ကိုရဖို့အတွက်62မိနစ်ထိစောင့်ခဲ့ရတာဖြစ်ပါတယ်ဒါဟာဒီဇင်ဘာလကဟူမန်ဟန်ဒန်နဲ့ပွဲပြီး68မိနစ်ပြီးရင်အကြာဆုံးစောင့်ဆိုင်းခဲ့ရတာလည်းဖြစ်ပါတယ်။တိုက်စစ်မှုယောဂရက်စ်ကတော့ပြီးခဲ့တဲ့ပွဲစဉ်တွေမှာခြေစွမ်းပြသခဲ့ပေမဲ့ဒီနေ့ပွဲမှာတော့ဂိုးပေါက်ကန်ချက်တစ်ချိန်မှမရခဲ့သလိုအဇေးကလည်းမြောက်လန်ဒန်ဒါဘီမှာဟက်ထရစ်သွင်းပြီးကြတဲ့ကနောက်ထပ်လီပွဲ10ပွဲဆက်တိုက်ဂိုးသွင်းဂိုးဖန်တီးမှုလုံးဝမလုပ်နိုင်တော့ပါဘူး။အာဆင်နယ်ရဲ့တရားဒီမှာတေကန်ဘောတွေကနေဂိုးတွေအများကြီးရထားပေမဲ့အခုတော့ Brentford ရဲ့လက်ပြဘောကနေခြေပေါက်ကိုပြန်ပေးလိုက်ရတာကကိုအယိုးနဲ့ကိုပြန်ထိုးခံလိုက်ရသလိုဖြစ်နေပါတယ်။ဒါဟာ Brentford အတွက်တရားဒီမှာလက်ပြဘောကနေ၄ဂိုးမြောက်ရရှိခဲ့တဲ့ဂိုးဖြစ်ပြီးအခုဆိုရင် Brentford တင်းကအဆင့်6ကလီဗာပူးတင်းနဲ့2မှတ်အကွာကိုရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။အဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးများတင်ပါတယ်။